မဖြူဒီเจ้าနေကပက်ကီတို့အမြန်သွားပြောမှရတော့မယ်ဒီဗီဒီယိုတဘောကြတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးကြပါဦးဗျမင်းဖေကောင်းလေဟာပြေးဟဲ့အောင်မင်းရောအစင်ပြေရလားကွာအေးကွာငါလည်းငါမိသားစုတို့နဲ့ဒီဆန်းရဲ့စကားကိုနားထောင်နေရတာကွာအေးကွာကျူးဆိုင်ကွာဟေ့မင်းပြကောင်းလေကွာမဟုတ်ပါဘူးကျွန်တော်ဒီတိုင်းခီးသွားပါတေးသွားခြင်းလို့လားမတေးချင်ပါဘူးဗျာသွားတော့မှာဗျာငါအစားလေးလာပြီကြောက်ပါလေဗျာဟဲ့အောင်ချောင်းအရေးကြီးမင်းကဘာဖြစ်လာတာတော့ကွာအေးကွာမင်းကလည်းဟုတ်တယ်အရေးကြီးဘာဖြစ်လာတာတော့ဟာမင်းကမဟုတ်ပါဘူးကွာဘလူးဘက်ရော red ဘက်ရော law ရော walking ဘက်ရောအကုန်လုံးကစမ်းပြောင်းလာတာတော်တော်ရက်ဆက်လေကွာအေးကွာငါလည်းအိတ်ချောင်းပဲပြောနေတာကွာငါလည်းဒီဇိုင်းကိုရှင်းပြချင်တာကွာဒါမှလည်းသူ့အစွမ်းနဲ့ငါတို့ကဘလို့မရဘူးကွာအေးကွာငါလင်းနဲ့တွေးခဲ့သေးတယ်ကွာမင်းသိလားဟဲ့မင်းကလည်းမဟုတ်တာမပြောပါနဲ့ကွာလင်းကတေသွားပြီလေကွာဘာလို့တွေ့မှာတော့ကွာအေးလေကွာမင်းကလည်းတကယ်ပြောတာကွာလင်းကငါ့ကိုမှားသေးတယ်ကွာလက်နဲ့ပါတဲ့ကောင်နဲ့ဇန်းအောင်လွယ်လွယ်နဲ့တိုက်လို့ရမှာမဟုတ်ဘူးဆိုတာငါ့ကိုမှားခဲ့သေးတယ်ကွာဟဲ့ငါတော့မယုံဘူးငါတော့မယုံဟဲ့မင်းပြောတာတေချာလို့လားကွာငါတကယ်ပြောတာကွာဟဲ့ငါတော့မယုံငါမနှက်ဖန်ကြရင်စမ်းအောင်မရရအောင်တိုက်ပြမယ်ကွာမင်းတို့ကြည့်နေလိုက်ဟဲ့ဇီလောင်းရမိုက်ရွေမဆန်ပါနဲ့ကွာမင်းကလည်းဒီကောင်းကြောင်ငါတငယ်ချင်းနဲ့အသက်ဆုံးရှုံးရတာငါလုံးဝမကြည်နဲ့ဘူးကွာဟဲ့မင်းမလုပ်ပါနဲ့ကွာဇီလောင်းရဒီကောင်းငါရှင်းပြချင်တာလက်ကိုရားနေပဲကွာမနှက်ဖန်ကြရင်ငါရအောင်တိုက်မယ်ကွာအေးကွာဒီလောက်သားမရရင်တော့တွားချင်တွားကွာဟုတ်ပြီလားငါလည်းတွားလိုက်အောင်မယ်ကွာလင်းပြောတာငါမင်းတို့တတိယပေးတာကွာအေးကောင်းပြီချောင်ရ